မွေးထားတဲ့မိခင်ဖြစ်သူကစွန့်ပစ်ထားတာကြောင့်မြောက်ဝင်ရုပ်လေးကိုမိခင်ရင်းတပွဲဖက်တွယ်ထားတဲ့ဂျပန်ကမြောက်လေးဖြစ်ပါတယ်။ဂျပန်နိုင်ငံအိုက်ချီကာဝါမြို့ကတရိတ်ဆန်ယုံမှာရှိတဲ့ပန့်ချ်လို့အမည်ရတဲ့လသားအရွယ်မြောက်လေးဖြစ်ပြီးတကဘာလုံးကဝိုင်းတနာနေကြတာပါ။ခုနလသားအရွယ်သာရှိတဲ့ဒီမြောက်လေးကိုမိခင်သားမကမြောက်အတိုင်းဝိုင်းကပါစွန့်ပစ်ပယ်တာခံရတာကြောင့်မြောက်ရုပ်လေးနေပဲအတူနေထိုင်နေရတာပါ။အယုတ်လေးဟာသူ့အတွက်မိခင်ဆိုလဲဟုတ်တငယ်ချင်းဆိုလဲဟုတ်နေပြီးဘဲသွားဘာလို့အမြဲခေါ်သွားလေးရှိတဲ့ရုပ်တံတွေပေါ်ထွက်လာခဲ့တာပါ2025ခုနှစ်ဇွန်လကမွေးဖွားခဲ့တဲ့ဒီမြောက်ညည်လေးကိုမိခင်ဖြစ်သူကမွေချင်းစွန့်ပစ်ခဲ့တာကြောင့်မိဘမြတ်သားငတ်နေတဲ့ပုံရိပ်ဟာလူတွေကိုအတနာပိုလာစေခဲ့ပါတယ်တရိတ်ဆန်ယုံကြီးထဲမှာမြောက်တွေအများကြီးရှိနေပေမဲ့ဒီမြောက်ညည်လေးခမညာအပေါင်းအသင်းမရှိချစ်ခင်သူမရှိတာကြောင့်ဝန်ထမ်းတွေကမြောက်ဝင်ရုပ်လေးပေးထားတာပါဆိုတော့ဒီမြောက်ဝင်ရုပ်လေးကိုတန်ရောစဉ်တွေ့တာလွန်းခဲ့ပြီးမိခင်မြစ်တာမရခဲ့တာကြောင့်ပန့်ချ်လို့အမိရတဲ့ဒီမြောက်လေးမှာစိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေရှိခဲ့တယ်လို့ဆိုပါတယ်မိခင်မြောက်အပြင်တခြားမြောက်တွေကပါသူ့ကိုရှောင်ဖယ်နေကြတာကြောင့်လူအများရဲ့တနာကီယူနာတက်တာခံနေရပြီးလူသိပိုများလာနေပါတယ်မြောက်အချင်းချင်းစီကမြစ်တာမရတော့ဝန်ထမ်းတွေကိုပူတွေ့တာနေပြီးအတင်းတွေ့ကက်လက်ရှိတာကြောင့်ကဘာတဝမ်းကလူတွေချစ်ခင်လာနေကြတာပါ